TikTok မှာတွေ့နေတော့ကြာအားတွေဖောက်ပြနှကန်းစီပေါ့နှကန်းစီမှာဟာတပတ်လောက်ဆောက်ရသူကဘူးလေးတွေအရင်ချစ်ဖို့ကောင်းလားနင်ကြအရင်ချစ်ဖို့ကောင်းလား chocolate ဒါ original ဒါက menthol တဲ့ menthol ဒါ camel ဒါက vanilla original vanilla ဒါက cherry ဘူးဖွင့်ပြမယ်ခဏနေ honey watermelon ဘူးပုံစံပြချင်တယ်အဲ့ဒီက2ဘူး4ဘူး6ဘူး8ဘူးဟောဘယ်နှဘူးလဲဟုတ်လား9ဘူးကိုနော်တော့9ဘူးတော့ဈေးလျှော့ထားတာဘူးလေးကိုအရန်သဘောကျတော့ဘူးလေးကိုအရန်သဘောကျ Look at this ညနာချစ်စရာလေမကျရောက်ပြီဘလို့ဖွင့်တော့လှည့်ဖွင့်လိုက်ရမှာလှည့်ဖွင့် so cute အဲ့ဒါလေးကိုမှဒီလိုမျိုးလေးမပိုက်လို့อ่ะ okay မယူလာများပါတယ်ချိုးဒါကြအနီရောင်လေးဟာနှခမ်းစီပေါ့နော်ချစ်စရာလေးဘူးနဲ့ပင်ကျွေးနေပြီကဲပြန်ဖွင့်ပြီးခုနများပါယူတာများပါလားကဲသူပူလေးထဲမှာပြန်ထည့် There you go that's so cute look at that ချစ်ပါဒါက watermelon မချို့ဘူးဒါပေမဲ့အစီပေါ့နော်နှခမ်းအစီပေါ့နှခမ်းအစီရတာမဟုတ်သူရဲ့လွယ်လိုက်တာနဲ့ကွာအနံ့က watermelon နဲ့ရတယ် so cute ဒါ watermelon နော်ပြားရည်နေလောက်ပြတော့များလေးရင်ရော pink အရောင်လေးထွက်တာ pink အရောင်လေးထွက်တာဒါက honey blue လေးကြည့်မယ်ချစ်စရာလေးကိုတူပါပဲထဲထားရတယ်ဒါ honey Colombia ချစ်စရာကောင်းမှထင်တာပဲဗျ chocolate ကိုကြည့်မယ် chocolate look at this so cute ချစ်စရာလေးအဲ့ဒီဘူးလေးကိုအမကတဘူးလောက်ဝင်အဆင်ပြေတယ်ဒါမှကြားရည်လိမ်လို့ရဒါပေမဲ့ကိုကအဲ့လိုမျိုးတေးလေးကြည့်ချင်တယ်ဆိုတော့ဒါက salt caramel စေဘူးလေး so cute အဲ့ရောင်ရပါရောက်နေတယ်အဲ့ရောင်လေးမိုက်တယ်ချစ်စရာလေးတာ caramel နဲ့လောက်တာအရာအနံ့တော့ကွာအဲ့လိုမျိုးသူအနံ့နေပေါ့စားရင်စရာလေးကိုကဆောင်းလေးရောက်တော့မှာဆိုတော့လေဆောင်းလေးရောက်တော့မှာဆိုတော့နှခမ်းစီလေးရမတုံးမဖြစ်သုံးတာကိုကသုံးတာ strawberry ပုံလေးဖွင့်ပြမယ်နော် strawberry အဲ့ဒီ strawberry လေးပါရှင် strawberry လေးရတော့ချစ်စရာလေးကွာကြည့်ကြပါဦးမွေးနေရပဲဒါဟို strawberry ကြီးကြောင်းနဲ့တူလိုက်တာအဲ့ဒါလေးကိုလာပြတာကိုဘူးမှာ I don't remember ဘယ်လောက်လဲမသိဘူးချစ်စရာလေးတွေပါကဲကိုလိုမျိုးပဲပါကီယာလေးတွေ့ဝယ်လိုက်ကြအောင်နော်ကဲဒါပါပဲ bye bye